ကဲဒီနေ့ကတော့ငါးစီပြင်ချက်ရယ်ဗျာဒီမှာပြီးကြက်ပေါင်ပါမယ်ဗျာကဲဆွဲမယ်ဒီမှာငါးစီပြင်ချက်ဗျာမရင်ပြားနဲ့ချက်ထားပါတယ်ဟိုရှိကဲစားကြပါဦး